နေနော်ရှာဒီနေ့လာချက်တာ6ရက်ရှိပြီဒီနေ့6ရက်ကျင်းပကြမယ်ကွယ်ပုံမှန်လာလမ်းလျှောက်ဖြစ်လားဆိုတာလာချက်ရင်းနဲ့စကားလာကျင်းသွားရင်လည်းနော်မိနစ်20လမ်းလျှောက်မှစကားပြောကြမလဲလောက်ဖြစ်ကြလားဂျင်ကိုလေရှောင်းမတော့ on the way to gym ဒီမှာအခုက30ရာဒီဥတော့30ကျော်40ဆိုရင်လေဒီမှာရာဒီဥတော့ so good လို့ပြောရမှာလေနော်ဒီမှာ30ကျော်40ဆိုရင်လူတွေကရာဒီဥတော့ရနေလို့ကောင်းတယ်ဒီမှာကာကိုဝေးမှုတော့ara Mexico တော့ဟိုဘက်ကသွားတဲ့ဟာတွေလေကာကိုရိဒီမှာမနေပြကြတော့ပြင်မလေးငါမြင်လိုက်တာဒီမှာခွာလေငါ6နာရီလောက်ပဲရှိသေးရအရန်မောင်းနေပြီကောဆောင်းတွင်းဆိုရင်let's come with me nobody can disturb me ဒီနေ့လမ်းလျှောက်ပြီးတော့ပြောချင်တာကဘာပြောချင်မှလဲဆိုတော့လမ်းလျှောက်ကြရလားဆိုတာလက်ချက်ခင်းနဲ့ရှောင်းပြောချင်တာဒီနေ့ကဟိုစကလုံးတစ်ခုလေးနော်ဂျပန်ရဲ့စကလုံးတစ်ခုအရင်သဘောကျလို့လာပြောပြချင်တယ်တဲ့လားအဲစကလုံးကဘာလဲဆိုတော့ Kaizen ဆိုတဲ့စကလုံးဂျပန်စကလုံးလေးနော် Kaizen ဆိုတဲ့ဂျပန်စကလုံးကအရင်သူရဲ့အတိတ်ပဲကအရင်လာလို့လေအရင်ပြောချင်တယ်လို့ record လည်းအရင်ယူချင်လို့ share လည်းအရင် share ချင်လို့အဲ့ဒါလာပြောတဲ့ Kaizen ဆိုတဲ့စကလုံးကလေဘာလဲဆိုတော့1 minute ကိုတရက်ကိုပေါ့နော်1 minute ပဲအချိန်ပေးပါတဲ့1 minute ပဲအချိန်ပေးပါဆိုတော့ဟိုစာအုပ်တစ်ခုဖတ်မယ်ဆိုရင်ပေါ့နော်စာအုပ်တစ်အုပ်ကို1 minute ပဲအချိန်1 minute ပဲ1 page 1 minute ပေါ့နော်အဲ့ဒါပေးမှစာဖတ်ဖို့အတွက်ကိုလာမှသူကပြောတဲ့စကားလုံးပေါ့နော်သူကတရက်ကိုတဲ့1 page စာဖတ်မယ်ဆိုရင်တဲ့တမျက်နှာစာဖတ်မယ်ဆိုရင်ရက်ပေါင်း365ဆိုရင်စာအုပ်တအုပ်ပြီးတယ်ပေါ့အဲ့ဒါအရင်ကြိုက်တဲ့စကားလုံးဖြစ်နေတော့လာပြောတယ်ဘာဖြစ်လို့လူတွေကခန္ဓာကိုယ်အတွက်ကိုဂျင်နေသွားလို့ရတယ်ကျမရဲ့အတွက်ကိုဂျင်နေပါတယ်လုပ်လို့ရတယ်အုံနောက်အတွက်ကတော့စာဖတ်မှလေးလာမှကိုယ့်အတွက်ပိုမှလေနော်ပိုမှတိုးတက်မယ်လို့မြင်တယ်ဟိုအခုတက်လာမဲ့ကလေးတွေပေါ့နော်ဆောင်ရညီမလေးတွေမောင်လေးတွေအတွက်ကိုအဲ့ဒါကြောင့်မို့လေနော်စာဖတ်ဟိုចောင်းစာဥမာပေါ့နော်ဒီမှာရောက်နေဆိုရင်လေးလာပါចောင်းသွားပါဆိုတာဒီမှာចောင်းသွားတာဟာလေနော်ဟိုတက်ကရိုကြီးယူနေရမှာမဟုတ်ဘူးဒီတက်ကရိုကြီးတက်နေမှာ university မှာတက်နေမှာမဟုတ်ဘူးဒီမှာလေးလာစရာတွေအများရောကွာတဲ့လားကိုစိတ်ဝင်စားလဲဆိုတော့ပထမဦးဆုံးကဒီမှာအရေးကြီးတာကတော့ရှုံထင်တာကတော့ language barrier ပေါ့နော် language barrier မှာရှုံလို့စားရောက်တော့ဆိုရင်လေအရင်ခက်ခဲတယ်တဲ့လားအဲ့ဒါကြောင့်မို့ဒီနိုင်ငံမှာနေမယ်ဆုံးဖြတ်တဲ့အဖြစ်စေတကယ်လို့ကွာဒီမှာ career ကို build up လုပ်မယ်ဖြစ်စေဘာပဲဖြစ်ကွာတိလာတာကလေးတွေရှိရင်တာသမီးတွေရှိရင်ဆိုလဲကျောင်းမှာလေဆရာမတွေနဲ့စကားပြောရဖြစ်စေမျိုး parent meeting မှာပဲဖြစ်စေအခါဆိုရင်ကိုကlanguage တစ်ခုဒီနိုင်ငံစကားကိုပါမယ်နဲ့ပြောရင်းဆိုရင်တများမနိုင်စားဘူးပေါ့နော်အဲဒါကြောင့်မို့အုံနောက်အတွက်ကိုယ့်အတွက်ဘာဖြစ်အဲ့ဒါအတွက်ကိုစာဖတ်ဖို့ပေါ့နော်အဲ့ဒါကိုခိုင်စားအနေနဲ့ကိုရဲ့အတိတ်ပဲကိုပြောရင်းနဲ့ရှောင်းကလာပြောချင်တယ်တိလား तू ကခိုင်စားကရန် तू
သူကပြောထားတဲ့ကဖြစ်တတ်တယ်လေနော်ရှောင်းတို့အကုန်လုံးနေပါလူတွေနေပါအကုန်လုံးနေပါဘာဖြစ်တတ်လဲဆိုတော့စောက်တော့အထူကြီးမြင်မလဲဆိုတော့ငါဖတ်ကပ်ပါရယူလို့ထင်နေကြသူကဘာပြောလဲဆိုတော့စောက်အထူကြီးမြင်ပြီလားဆိုကိုကမဖတ်ချင်ဘူးလေဟာအထူကြီးဘယ်လိုဖြစ်မှာလဲပေါ့နော်ဘယ်လိုအထူကြီးကိုကဖတ်ချင်မှာလဲပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒါမှမဟုတ်သူကမအားဘူးဆိုတော့ excuse မပေးပါနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ24နာရီရှိတယ်မှာဒီ10မိနစ်တောင်မှအချိန်မပေးနိုင်ဘူးလားကိုအုံနောက်အတွက်ပေါ့နော်မအားလို့မပြောပါနဲ့ကိုအတွက်ကိုခဏကိုအတွက်ကိုတရက်ကိုမိနစ်20ဖြစ်10မိနစ်ဖြစ်လမ်းလျှောက်ပြီးတော့ဖြည့်လို့ကျမရဲ့အတွက်ဖြည့်လို့အုံနောက်အတွက်ကိုကိုရဲ့ knowledge တွေကိုတရက်ကို10မိနစ်ဖြစ်စာဖတ်ကြပါလို့လာပြောရင်ခိုင်စံရဲ့အကြောင်းကိုလာ share ရင်ရှောင်းကျွန်းလာပြောတာပါကျင်ပိုင်းနဲ့လေနော်မိနစ်20လမ်းလျှောက်ရင်းနဲ့ဘေးကလူတွေငါယူလို့ထင်နေကြဒီနေ့ကရဒီကိုရာ30ကျော်40ဆိုရင်တော့မအေးတဲ့ထက်မှာပါတယ်ဒါမဲ့သူကပြီးအခုဘယ်နှစ်နာရီ6နာရီဆိုတော့ကျင်သွားတာလေနော်ကျင်သွားရင်အနည်းဆုံးကတော့ဟိုမှာကျ2နာရီ3နာရီလောက်အော် by the way packaging topic up လို့ရင်းနဲ့အထက်မဝင်ချင်တော့ဒါနဲ့ဘာကြီးရလေချောင်းချင်းကတခုကိုကိုလေမလောက်ချင်တော့ဘူးလို့ဘာလို့ညာတော့အဲ့လိုမျိုးဖြစ်လာတဲ့စိတ်ရှိလာတယ်တိလာလူဆိုတာလေတမန်တော့မသိဘူးဟာကိုတော့အရန်ကို motivate ဖြစ်အောင်အများအားလေ gym gear တွေဒါလေဒီ run တဲ့ခါမှာလေဟိုပစ္စည်းတွေဘာညာထည့်လေနော်အိတ်မလို့ချင်ဘူးဖုန်းတွေဘာညာတွေဆိုရင်အိတ်နဲ့ဆိုရင်အရင်အဆင်မပြေဘူးဒီမှာခါနေကြရင်ဖွင့်ပြမယ်ဒါ runner gear လေအဲရှောင်းကျွန်းကိုဒီ gym တွေဘာညာသွားတဲ့ဘာ motivate ဖြစ်တာဖြစ်လဲဆိုတော့ gym မှုစုံဝေးရတာအရင်ကြိုက်တယ် gym မှုစုံကိုအခုgym မှုစုံကလေကြိုက်တဲ့ခါကျတော့ gym ဖြတ်ကအများကြီးပြန်มาထားလိုက်ပြီမာထားပြီးကိုမနေ့တော့အရောက်တယ်ဒါမှလည်းဒီနေ့က20ရာခိုင်နှုန်း extra ပြန်มาချတယ်ဆိုတော့ဒီမှာတခုကောင်းတာပါလဲဆိုတော့ return ပြန်လုပ်လိုက်တယ်တိလား return I need you watch out the car return လုပ်လိုက်တယ် return လုပ်လိုက်ပြီးတော့ပြန်ထပ်မှန်လိုက်တယ်အဲဆိုတချို့ site တွေကမရှိတော့တာဆိုရင်တော့ keep လုပ်ထားလိုက်တယ်site ရှိတဲ့ဟာတွေကျ return လုပ်ပြီးတော့20ရာခိုင်နှုန်းကိုပြန်မှထဲမှာ extra 20ပေါ့နော် gym shot ကလည်းအများကြီးဝယ်ထားတယ်ကိုတော့ excuse me motivation ပေါ့နော် motivation ချင်မှုဆုံးရတာအရင်ကြိုက်တဲ့အသက်ကိုအဲ့ဒါကိုဆုံးချင်းရလာပြောတာပါဒါပေမဲ့ဗီဒီယိုကို raw တင်မယ်ဘာဖြစ်လို့ဆိုတော့ဗီဒီယို editing မလုပ်ချင်ဘူးအချိန်မပေးချင်ဘူးကွာတိလားဗီဒီယို editing ကိုအဲကြောင့်မို့ဗီဒီယိုလုပ်လို့ရတယ်လူပေါ်မှာ catchy ဟိုမျိုးလုပ်တာတယ်လေနော် thumbnails တွေဘာညာအကုန်လုံးလုပ်ရတယ်ဒါပေမဲ့လေဒီတိုင်း raw တင်တာမကောင်းလားလို့အဲ့ဒါခိုင်စံကိုလာပြောရင်းနဲ့ဆိုတဲ့စကားလုံးကိုလေ ChatGPT ဖြစ်ဖြစ်iCloud ဖြစ်ဖြစ် Cloud AI ဖြစ်ဖြစ် Gemini ဖြစ်ဖြစ်သုံးပါလေဒါမေ့ကြည့်အရန်လာတဲ့စကားလုံးအဲ့ဒါလာပြောရင်ကျင်သွားရင်တတိလာပေးတာ bye